ဒီသူထေးသားလေးကသူ့ဖေကရဲမှုကြီးဆိုတော့သူလှုပ်ချင်ရလှုပ်လို့ရတယ်လို့ထင်နေတာအဲ့ဒါကြောင့်မို့အဖိုးကြီးတယောက်ရဲ့ဆိုင်လေးကိုကားနဲ့ဝင်တိုက်ပစ်လိုက်တာပြီးတော့ပိုဆိုးတာကဘာဖြစ်လာမလဲဆိုတာမသိပဲအရန်ကိုမစင်မချင်တဲ့ကားကိုကြော်တက်သွားတယ်သူ့မိမကကလေးမွေးခါနီးဖြစ်နေလို့ဆေးရုံကိုမြန်သွားဖို့လိုနေတာကိုဒီသူထေးသားလေးကလမ်းပိတ်ထားတယ်သူထေးသားလေးကဒေါသတကြီးနဲ့အဲ့ဒီလူရဲ့ကားကိုရက်ခိုင်းလိုက်တယ်ဒါပေမဲ့ဒီတာမန်လူလေးကဘလောက်တောင်အနေရများလဲဆိုတာ तू မသိဘူးမင်းတို့အစုပ်ပလုတ်ကားလေးနဲ့ဒီလောက်တောင်ရောက်တက်နေတာလား BMW ကားကိုများကြော်တက်ရဲတယ်ပေါ့ပြဿနာရှာနေတာပဲမင်းကိုငါလမ်းဖယ်ပေးလို့မရဘူးငါမိမကကိုဝင်နဲ့ကလေးမွေးတော့မှာကိုဝင်နဲ့ဟုတ်လားကလေးမွေးတော့မဲ့သူကိုတင်လာပြီးတော့လမ်းမပေါ်မှာဒီလောက်တောင်ရောက်တက်နေသေးတာလားမင်းသာလမ်းဖယ်ပေးရင်ဘာပြဿနာမှဖြစ်မှာမဟုတ်ဘူးငါတကယ်နားမလဲတော့ဘူးငါကမင်းကိုလမ်းမဖယ်ပေးုံလေငါကဘာလို့ရောက်တက်တယ်လို့ပြောနေရလဲမင်းကငါ့ကိုလမ်းဖယ်ပေးဖို့မလိုဘူးလို့ပြောချင်တာလားငါကဘဘက်ကိုကွေ့မဲ့လမ်းကြောင်းမှာရှိနေတာမင်းကလိုင်းဖြတ်ခံနေပြီလေမင်းကလမ်းကြောင်းပြောင်းလို့မရဘူးလေမင်းကြောင့်9မိနစ်တောင်အချိန်ကုန်သွားပြီစကားတွေအများကြီးပြောမနေနဲ့ငါကားကိုပုတ်သွားတယ်အခုချက်ချင်းလျော်ပေးမစင်မချင်းမောင်းနေတာကမင်းပဲအဲ့ဒါမင်းမပဲငါကဘာလို့မင်းကိုလျော်ရမှာလဲငါမိမကိုစေးရုံပို့ရဦးမယ်မင်းထွက်သွားရဲလားထွက်သွားရင်ရင်တိုက်မှုဖြစ်ပြီးထွက်ပြေးရဆိုပြီးအပြစ်တွေအကုန်မင်းပေါ်ကြမှာငါမိမကလေးမွေးတော့မယ်ဆိုတာသိရင်မင်းနဲ့လောက်တော့လူသားဆန်မယ်လို့ထင်ခဲ့တာဘာလဲမင်းပြောတာမှန်တယ်ငါကနည်းနည်းလေးတောင်လူသားမဆန်ဘူးမင်းကငါလောနေတာကိုအခွင့်ကောင်းယူပြီးရင်တိုက်မှုဖြစ်ပြီးထွက်ပြေးရဆိုပြီးငါကိုဆွဆွဲချင်နေတာလားဘာဖြစ်လဲမင်းငါကိုရက်ချင်နေတာလားရဲကိုဖုံးဆက်လို့ရတယ်ပြီးမှငါတို့ပြန်လာပြီးဆက်ပြောကြမယ်အခုတော့ငါကိုတွားခွင့်ပြုပါငါမိမကိုအချိန်မနှောက်နေစေချင်ဘူးဒီကဘာကြီးကိုငါနေ့တိုင်းပို့ပြီးနားမလည်နိုင်တော့ဘူးအခုမှငါနားလဲတော့တယ်မင်းဘာနားလဲသွားတာလဲမင်းကတိတ်မမိုက်ဘူးပဲဟုတ်တယ်မင်းကငါအောက်မှာပဲမင်းမလုပ်ထားရင်ဝန်ခံရမယ်အရိုက်ခံရရင်လည်းတိခံရမယ်သူငယ်ချင်းတို့ငါတို့မှာပိုက်ဆံအများကြီးမရှိဘူးငါယောက်ျားကကလေးမွေးစည်းအတွက်စိတ်ကက်ထဲမှာပိုက်ဆံတွေအကုန်ထည့်ထားတယ်ငါတို့အကျွေးစာချုပ်လက်မှတ်ထိုးပြီးဘသူ့အမားလဲဆိုတာရဲတွေဆုံးဖြတ်တဲ့အထိစောင့်လို့ရမလားတော့မင်းတို့မှာပိုက်ဆံမရှိဘဲနဲ့ငါ BMW ကိုဝင်တိုက်ရဲတယ်ပေါ့ငါဖြေရှင်းနေပြောပြီးပြီလေအကျွေးစာချုပ်လက်မှတ်ထိုးမယ်ရဲကိုစောင့်မယ်မင်းကငါတို့ကိုစေးရုံသွားခွင့်ပြုမယ်ပြဿနာကငါကဘာလို့ရဲကိုစောင့်ရမှာလဲမင်းကငါတို့စီကနေပိုက်ဆံတောင်းချင်နေရပဲမင်းမဆိုတာမင်းသိတယ်ငါမိမကကလေးမွေးတော့မှာဆိုတော့ငါတို့စီမှာရှိတဲ့ပိုက်ဆံနည်းနည်းလေးကိုမင်းကလိုချင်နေတာပဲငါကမင်းစီကနေပိုက်ဆံယူဖို့လိုရလို့ထင်နေတာလားမင်းကငါ့ကိုရိုက်ရဲတယ်ပေါ့ငါ့ကိုလွတ်ဆန်းအခုချက်ချင်းလွတ်ဆန်းတည်ချင်နေတာလားယောက်ျားဘသူ့ကိုမှမရိုက်နဲ့နော်ဒါမျိုးသာအရင်ကဖြစ်ခဲ့ရင်မင်းတို့လိုအတုံးမကျတဲ့ကောင်တွေကိုတယောက်ချင်းစီအဆုံးတက်ပေးလိုက်ပြီဒါဆိုမင်းကရန်ဖြစ်ချင်နေသေးတာလားကောင်းပြီလေငါတို့မင်းနဲ့ကစားပေးမယ်သူ့ရဲ့ခွန်အားနဲ့ဆိုဒီလူတွေကိုအလွယ်တကူအနိုင်ယူနိုင်တယ်ဒါပေမဲ့ဒီကောင်တွေသူ့မိမကိုဒုက္ခပေးမှာကိုသူစိုးရိမ်နေတယ်မင်းရဲ့ရင်ဆက်ရိုက်ကြည့်လေမင်းကောင်းကိုတစ်ချက်တည်းနဲ့ခွဲပစ်မယ်ငါမိမကိုတခုခုဖြစ်အောင်လုပ်ရင်ငါဘယ်တော့မှခွင့်လို့မှာမဟုတ်ဘူးအဟုတ်အခုတော့မင်းကြောက်သွားပြီလားစောစောကတော့တော်တော်တတိကောင်းနေတာအရင်က2000နဲ့လုံလောက်တယ်အခုတော့9000မပေးဘဲနဲ့ထွက်သွားလို့မရဘူးငါကိုရိုက်ရဲတယ်ပေါ့ငါယောက်ျားကမင်းကိုမရိုက်ပါဘူးမင်းကအရင်စတိုက်ခိုက်လို့သူ့ကိုသူကာကွယ်တာပါငါသူငယ်ချင်းကမင်းကိုတိုက်ခိုက်တာငါမတွေ့ပါဘူးငါတွေ့တာကမင်းယောက်ျားကရိုက်နေရပဲဟုတ်တယ်သူကအရင်စားပြီးရိုက်တာလေးမနေနဲ့လမ်းတစ်လျှောက်လုံးကင်မရာတွေရှိတယ်ငါယောက်ျားကထောင်ကထွက်လာတာတစ်နှစ်ကျော်ပဲရှိသေးတယ်သူ့ဘဝကိုမဖျက်ဆီးပါနဲ့အိုးမင်းကထောင်ချဖူးတဲ့ပုံမပေါ်ပါဘူးမင်းကခိုးဖို့ဒါမှမဟုတ်အမျိုးသမီးတယောက်ကိုတိုက်ခိုက်ဖို့ဝင်သွားရလားဒါငါရဲ့နောက်ဆုံးသတိပေးချက်ပဲအခုချက်ချင်းလမ်းဖယ်ပေးငါမိမကိုစေးရုံပို့ရမယ်ဟာဘလောက်ကြောက်စရာကောင်းလိုက်လဲထောင်ထွက်တယောက်ကငါ့ကိုချင်းချောက်နေတယ်မင်းကိုမင်းအရေးကြီးတဲ့သူလို့ထင်နေတာလားငါတို့ကြောင်းတက်တုံးကလူအုပ်စုလိုက်ရန်ဖြစ်ပွဲတွေမှာပါဝင်ခဲ့တယ်မင်းရဲ့အဲ့ဒီရန်ဖြစ်ပွဲလေးတွေကတယောက်ကို6လက်နိုင်မယ်လို့ထင်နေတာလားမင်းသွားချင်ရင်9000ထုတ်ပေးပြီးအချိန်ဆွဲမနေနဲ့မင်းကလောနေတယ်လို့ပြောပြီးပိုက်ဆံတော့မပေးဘူးမင်းမိမကိုအရန်ချစ်တယ်လို့မင်းပြောတယ်မလားအဲ့ဒါတကယ်ဆိုရင်မင်းပိုက်ဆံပေးပြီးလောက်ပြီသူ့မှာပိုက်ဆံမရှိတာတေချာတယ်သူ့မိမရှိမှာယောက်ျားကောင်းဟန်ဆောင်ချင်နေတာပဲငါမှာအခုပိုက်ဆံမရှိဘူးကျေးဇူးပြုပြီးငါတို့ကိုတွားခွင့်ပြုပါမင်းကိုမင်းဘယ်သူလို့ထင်နေတာလဲမင်းရဲ့အကျွေးစာချုပ်ကဘလောက်တန်ဖိုးရှိလဲမင်းစာရွက်တရွက်ပေးပြီးထွက်ပြေးသွားရင်ကောမင်းတို့တိတိကျကျဘာလို့ချင်တာလဲငါမိမအတွက်ငါမင်းတို့ကိုအကြိမ်များစွာတီးခံခဲ့ပြီးမင်းငါကိုပိုက်ဆံပေးမယ်လို့မထင်ဘူးငါကငွေသားပဲလက်ခံတယ်ချင်းငွေယူတခြားသူစီကတောင်းငါကယူမဆိုင်ဘူး9000ရအောင်ရှာပြီးတောင်းပန်ဖို့တူးထောက်လိုက်ငါထောင်ချဘူးရဲ့ဆိုတော့ဘကုမ္ပဏီကမှငါကိုအလုံးမခန့်ချင်ကြဘူးငါအွန်လိုင်းကနေချင်းငွေတောင်းလို့မရဘူးချင်းငွေမရရင်တခြားသူစီကနေပိုက်ဆံတောင်းလေဟိုမင်းကသူ့ကိုအကိုလို့နာမည်ပေးထားတယ်မင်းသူငယ်ချင်းဖြစ်မယ်ထင်တယ်သူဖုန်းခေါ်နေတယ်ဆိုတော့ပိုက်ဆံရှာပေးဖို့သူ့ကိုပြောလိုက်မင်းဖုန်းမကင်တာပိုကောင်းမယ်ဖုန်းကင်ရင်မင်းဒုက္ခရောက်လိမ့်မယ်ဖုန်းတက်နေတဲ့ကားစုပ်လေးကိုမောင်းပြီးကြွားကျင်နေတာလားဘယ်လိုလဲအကိုလောင်းဆေးရုံကိုအဆင်ပြေရောက်သွားပြီလားအကိုလောင်းကြားအကိုကားစုပ်လေးနဲ့လူတစ်ယောက်ကအဲ့ဒီလိုနာမည်မျိုးပေးထားတယ်မင်းကဘာတူလဲဒီလူကမင်းသူငယ်ချင်းမလားသူကငါ BMW ကိုဝင်တိုက်တယ်ငါကိုအခုချက်ချင်း9000လွှဲပေးမဟုတ်ရင်ဘယ်သူမှထွက်သွားလို့မရဘူးမင်းတို့ဗမာလဲရန်မင်းလမ်းမှာမှတ်ထား9000တပြားမှလျော့လို့မရဘူးနှစ်ယောက်စလုံးဒီကနေထွက်သွားခွင့်မရှိဘူးမင်းတို့ရဲကိုလည်းဖုံးဆက်လို့ရတယ်ငါကယူမဆိုင်ဘူးငါမှမင်းတို့နဲ့ကစားဖို့ပိုက်ဆံနဲ့အချိန်များကြီးရှိတယ်ငါတို့ရဲကိုဖုံးမဆက်ဘူးမင်းနဲ့အဆုံးထိကစားမယ်ငါအဲ့ဒီကိုလာနေပြီမင်းလည်းဖုံးမဆက်ဘူးလို့မျှော်လင့်နေပောက်ကရတွေပြောမနေနဲ့မင်းပိုက်ဆံယူလာမလားမလာဘူးလားတာပြောမင်း9000လို့ချင်တယ်မလားမင်းမိသားစုအတွက်9သိန်းယူလာခဲ့မယ်ဒီလူတွေဘာတွေပြောနေတာလဲအရင်ကငါမိသားစုအတွက်9သိန်းယူလာမယ်လို့ပြောတယ်ပြီးတော့ရဲကိုဖုံးမဆက်ဖို့ငါကိုပြောတယ်သူငယ်ချင်းသူကမင်းကို6လန့်ဖို့စူးစမ်းနေတာမင်းမိသားစုကိုရော်ကြေး9သိန်းပေးမယ်လို့သူပြောနေတာလေမင်းတို့မှာပိုက်ဆံနေလေပိုပြီးကြွားကျင်လေပဲဘလောက်တောင်ကြောက်เสียရကောင်းလိုက်လဲမင်းသူငယ်ချင်းရောက်လာရင်ငါကိုရိုက်မှာလားမကြောက်ပါနဲ့သူတို့ရောက်လာတော့မယ်သူတို့ရောက်လာတာနဲ့မင်းနဲ့ကလေးလေးစေးရုံကိုဘေးကင်းကင်းရောက်သွားပါလိမ့်မယ်
အားလုံးနားထောင်ရန်မင်းလန်းမှာအကိုလောင်းကိုသူတို့ပိတ်ဆို့ထားတယ်မရီးကိုကူညီဖို့အခုချက်ချင်းလူလွတ်လိုက်အားလုံးအခုချက်ချင်းအဲ့ဒီကိုတွားပြီးအကိုလောင်းကိုကာကွယ်ပေးကြအကိုလောင်းနဲ့မရီးအနေရရှိနေတယ်ကယ်ဆယ်ရေးအတွက်ပြင်ဆင်ပြီးမရီးကိုစေးရုံအရင်ပို့ပေးပါနေရာကိုအတိပြုပြီးပါပြီရန်မင်းလန်းအမြန်ဆုံးသွားကြပါတောင်းပန်ပါတယ်ယောက်ျားရဲ့ငါကြောင့်မင်းတို့ကိုကျေးဇူးတင်စရာဖြစ်သွားပြန်ပြီမင်းစင်ပြေနေတရွေ့ကြံတာတွေကအရေးမကြီးပါဘူးဟာဟာဟာအခုတော့မင်းကသူတို့ကိုကျေးဇူးတင်စရာဖြစ်သွားပြီပေါ့မင်းကတသက်လုံးကုန်ပစ္စည်းတွေကိုအလားကားပို့ပေးရတော့မှာလားကုန်ပစ္စည်းပို့တာကလည်းမတက်တာဘူးလေအနည်းဆုံး2ရက်လောက်တော့တမပေါ့ဟာဟာဟာမင်းတို့ကဘာလို့လူတွေကိုအနိုင်ကျင့်ရတာလဲအစကတည်းကအမှားလုပ်ခဲ့တာကမင်းတို့လေငါတို့ကမင်းတို့ကိုအနိုင်ကျင့်ရင်ကောဘာဖြစ်လဲငါတို့ကဘာလို့အကြောင်းပြချက်လိုတာလဲဆိုတာငါနားမလည်ဘူးငါကားကမင်းကထက်ပိုတန်မိုးရှိတယ်အဲ့ဒါကြောင့်ဒီနေ့မင်းကကိုယော်ရမယ်ငါကမင်းထက်ပိုပိုက်ဆံရှိတယ်အဲ့ဒါကြောင့်မင်းသိခံပြီးငါတို့ဆက်ဆံတယ်လို့ခံရမှာပဲဘာပြဿနာရှိလို့လဲဘာဖြစ်လဲမင်းကကိုရက်ချင်လို့လားလာလေမင်းလိုထောင်ချဖို့ရဲ့မွဲတွေနေတဲ့ကောင်ကမိမိသားစုတစ်ခုလုံးကိုဖျက်ဆီးပစ်တာပဲဒါပေမဲ့ငါကကွာတယ်မင်းကကိုဒုက္ခိတဖြစ်အောင်လှုပ်လိုက်ရင်တောင်မင်းကိုယော်ဖို့ငါမိသားစုမှာပိုက်ဆံအလုံးလောက်ရှိတယ်သူကငါကိုရိုက်မှလားသူမရဲပါဘူးသူအဖေဖြစ်တော့မယ်ကလေးနို့ဘိုးအတွက်သူကုန်ပစ္စည်းတွေပို့ရအောင်မယ်မင်းကြားတယ်မလားဒါကမင်းနဲ့ငါရဲ့ကွာခြားချက်ပဲမင်းနဲ့ငါဘာကွာခြားချက်ရှိလို့လဲဒီနေ့မင်းငါကိုရိုက်ရင်တောင်ငါဖေကငါကိုပိုက်ဆံဆက်ပေးနေဦးမှာပဲဒါပေမဲ့မင်းသာငါကိုထိလိုက်ရင်မနှက်ဖြန်မင်းကလေးငှက်သွားလိမ့်မယ်ဒီနေ့မင်းငါကိုရိုက်တီဖြစ်စေမရိုက်တီဖြစ်စေမင်းကဒုက္ခရောက်နေပြီပဲမင်းငါကိုချင်းချောက်ရဲသေးရဲ့ပေါ့ငါတော့ကြောက်လုံးလို့တေတော့မယ်မင်းပါဆက်ပိတ်ထားတာပိုကောင်းမယ်မိမိသားစုအတွက်ငါသိန်းကိုမင်းသူငယ်ချင်းတွေယူလာပေးလိုက်မယ်ဟာဟာဟာဒါမျိုးသာအရင်ကဖြစ်ခဲ့ရင်အခုချိန်ဆိုမင်းတည်နေလောက်ပြီမင်းကငါကိုလည်းတက်ချင်သေးတာလားမင်းကထောင်ချဖို့ရဆိုတာတိတာပါတယ်ကြွားလိုက်တာမှလွန်ရောမင်းဘာလို့ထောင်ချခဲ့ရတာလဲဆိုတာငါတို့ကိုပြောပြရဲလားအရင်တုန်းကငါတို့လည်းတော်တော်လေးစိတ်လိုက်မှာပါလုပ်တတ်တယ်ဒါမျိုးသာအရင်ကဖြစ်ခဲ့ရင်မင်းမြေကြီးနဲ့မိတ်ဆက်နေရလောက်ပြီလာလေစမ်းကြည့်လိုက်လေယောက်ျားဟင်းအင်းငါတို့ကလေးလေးသူ့အဖေကိုမမြင်ရပဲမမွေးဖွားလာစေချင်ဘူးမင်းကြားတယ်မလားမင်းမိမကိုတယောက်တည်းမဖြစ်စေနဲ့သူကအရန်လာပေမဲ့လေမင်းထောင်ပြန်ကျသွားရင်သူ့ကိုငါတို့စောင့်ရှောက်ပေးစေချင်လို့လားကားစုပ်လေးနဲ့ကောင်မဒီလောက်လာတဲ့မင်းမရှိလိမ့်မယ်လို့ဘသူကထင်ပါလဲမင်းကတေးချင်နေရပဲအဲ့ဒီအချိန်မှာပဲအကူကြီးစစ်အမှန်တွေရောက်လာခဲ့တယ်ဗီဒီယိုပြည့်စုံကိုကြည့်ဖို့အောက်ကလင့်ကိုနှိပ်ပါ